auto ကားမောင်းတဲ့သူတွေသိကြပါတယ်။ P gear က parking R gear က reverse gear က neutral gear က drive gear ဆိုပြီးသိကြပါတယ်။ဒါပေမဲ့လူတော်တော်များများက A gear ရဲ့လှုပ်ဆောင်ချက်ကိုမသိကြပါဘူး။ဒီနေ့ A gear ရဲ့လှုပ်ဆောင်ချက်၅မျိုးကိုပြောပြပေးသွားပါမယ်။ပထမအချက်ကုန်းတက်လမ်းမှာမောင်းတဲ့အခါကားကရုံးအားမရှိဘူးလို့ခံစားရရင် gear ကို A gear ထဲထည့်လိုက်ပါ။ကားကကုန်းပေါ်ကိုလွယ်လွယ်ကူကူတက်သွားပါလိမ့်မယ်။ဒုတိယအချက်နှင်းထဲမှာစထွက်တဲ့အခါဘီးတွေကချော်ထွက်ဖို့သိပ်လွယ်ပါတယ်။ gear ကို A gear ပြောင်းလိုက်နိုင်ပြီးဒါမှကားကချောချောမွေ့မွေ့စထွက်နိုင်မှာပါ။တတိယအချက်မတ်ဆောက်တဲ့လမ်းစင်းအတိုင်းဆင်းတဲ့အခါ driver တော်တော်များများကဒီ gear မှာထားပြီးအိတ်ကိုမကြာခဏနင်းလေးရှိကြပါတယ်။အဲဒီလိုလုပ်တာက brake ပေါက်တာကိုလွယ်လွယ်ကူကူဖြစ်စေနိုင်ပါတယ်။ gear ကို A gear ပြောင်းလိုက်ပါကားကမတ်ဆောက်တဲ့လမ်းစင်းကိုဘေးကင်းကင်းဆင်းနိုင်ပါလိမ့်မယ်။စတုထအချက်ကားကရေဝစ်နေတဲ့လမ်းပိုင်းကိုဖြတ်တန်းတဲ့အခါ gear ကို A gear ထဲထည့်ထားလို့ရပါတယ်။ဒီ gear နဲ့ဆိုရေထဲမှာကားအင်ဂျင်ရပ်သွားနိုင်ပြီးဒုတိယအကြိမ်ပြန်နှိုးတာကအင်ဂျင်ပျက်စီးတာကိုဖြစ်စေနိုင်ပါတယ်။စမအချက်မောင်းနေတော့ brake တွေရုတ်တရက်ပေါက်သွားရင်မထိတ်လန့်ပါနဲ့ gear ကို A gear ပြောင်းလိုက်ပါ။အဲဒါကကားကိုအရှိန်လျှော့ပေးနိုင်ပြီးဘေးကင်းကင်းရပ်တန့်သွားစေမှာပါ။